ကလေးတွေကိုမစပါနဲ့လုံးဝမစသင့်ပါဘူးပြီးတော့ကလေးတွေကိုလည်းပေါက်ကရနာမည်တွေမခေါ်ပါနဲ့ကလေးနာမည်အိမ်နာမည်ဒါလွှဲရင်ကြံတာမခေါ်ပါနဲ့ကျေးဇူးပြုပေးကလေးတွေကိုမစခြင်းအဖြစ်လဲကလေးရဲ့မိဘတွေကိုကူညီပေးပါအယုတ်လိုချင်လားလာယူကလေးကဝမ်းသာအားရပြေးယူသွားပြီးအယုတ်ကလေးကိုလက်လှမ်းယူတယ်ကလေးလက်လှမ်းမမီတာကိုလည်းအယုတ်ကိုမြောက်ပြီးတော့မပြီးတော့လိုချင်လူကလေးကလူရောအဒီနေရာမှာမေးပြရစီဗျကလေးကိုလူတဲ့အောင်တင်ပေးနေရလားကလေးကလူရတာကြတော့မောလာတော့လဲမလူတော့ပြန်ကလေးငိန်နေပြန်တော့လဲအယုတ်ကိုပြန်ပေးပြီးတော့လာယူဒီတစ်ခါတကယ်ပြီးမှာကလေးမျက်နှာလေးကဝင်းသွားပြီးတော့ဒီတစ်ခါတကယ်ရပြီဆိုပြီးလာယူပြန်တော့ပထမနှောင်းကလိုပဲလူခိုင်းပြန်ကလေးကိုလိန်တဲ့ညာတဲ့အောင်တင်ပေးနေရလားကြတော့ကလေးကစိတ်တူလာတော့စတဲ့လူကိုရိုက်တာကုတ်တာတွေလုပ်ရောအဲ့ဒီချိန်ကျတော့ကလေးကရိုင်းနေပြန်ပြောပြန်ရောကလေးကိုမရိုင်းရအောင်လုပ်နေရတယ်မတူဘူးလားအဲ့ဒါတွေမြင်နေရတော့လဲမေမေလို့သူတွေကကလေးကိုသူများအယုတ်မလိုချင်တဲ့ကို့အယုတ်ကိုကင်ဆိုပြီးတော့ပေးထားပြန်တော့လေအဲ့ဒီရုပ်ကိုဆွဲလူပြီးတော့ပထမပုံစံအတိုင်းစပြန်ရောတစိမ့်တော့မေးပြရစီဗျဘာရွေချက်နဲ့လောက်တာလေကလေးကိုစရတာပျော်စရာလို့မှတ်နေရလားကလေးဒေါသထွက်နေတာကလေးစိတ်ဆိုးနေတာကလေးမျောလင်းချက်တွေပျက်စီးသွားတာကြည့်ပြီးတော့ပျော်ခြင်းနေတာလားအလူခံရတာရောလူယူတာရောလိန်ညာပြောတာရောရံပြူတာရောပျော်စရာမကောင်းပါဘူးမလူဖို့မရိုက်ဖို့လူကြီးကိုပြန်မအော်ဖို့တင်ပေးထားရတဲ့မိဘရဲ့ရင်ထဲမှာကလေးကိုဟဲ့သားရည်သမီးရေသူများကိုမလုံးနဲ့လေပါဇက်ကအော်နေပေမဲ့လည်းရင်ထဲမှာဘလောက်တောင်ခံစားနေရမယ်ကိုသားသမီးကိုမတရားစနေတဲ့သူတွေအကြောင်းကြောင့်ထောက်ထားပြီးတော့တီးခံနေရတဲ့မိခင်တွေမှာဘလောက်ရင်နာလိုက်မလဲအဖြစ်သေးလိုက်တာသူကလေးကိုစတာအသားပဲ့ပါတော့တာကြနေရပဲလို့ထင်ကြလိမ့်ကလေးရဲ့အသားမပဲ့တော့ပေမဲ့ကလေးစိတ်တိုင်ရသွားတာကိုသိပါမလားကလေးအရင်ကနဲ့မတူတဲ့ပြုမှုတွေပြုမှုလာတဲ့ကြမ်းတမ်းလာတယ်ဒါတွေကိုတွေ့တော့ခဏစပြီးပြန်သွားတဲ့သူတွေသိနိုင်ပါမလားဘယ်သူမဆိုကလေးရွယ်ကနေကြီးပြင်းလာကြတဲ့သူတွေကြီးပဲကိုချင်းစာစိတ်လေးတော့မွေးတင်တာပေါ့ဗျာကိုတော့အဲ့ဒီရွယ်အဲ့ဒီလိုအစခံခဲ့ရတာပဲလေအခုလဲစတာပဲဘာဖြစ်လဲကလေးကိုစရတာပြောစရာကောင်းလို့စတာအဖြစ်သေးမနေနဲ့ကလေးဆိုးလာရင်လည်းရိုက်ဆုံးမှာပေါ့အဲ့ဒီလိုပြောတဲ့သူတွေကိုမေးပြရစီကိုငယ်ငယ်ကအစခံရတဲ့နေရာမှာရှိတော့ပျော်ခဲ့ရလို့လားကလေးစိတ်ကိုနားမလည်နိုင်ရင်နေပါကလေးကိုတယောက်တည်းပေးမမပြူးစုပြိုးထောင်ရတဲ့မိခင်ကိုတော့တစိမ့်လောက်နားလည်ပေးပါစတဲ့သူကစပြီးရောအဲ့ဒီလိုဖြစ်ပေမဲ့လည်းကလေးကိုပြန်ပြီးပြုပြင်ပေးရတဲ့မိဘတွေစိတ်ရောလူရောဘလောက်ပင်ပန်းရတယ်ကျေးဇူးပြုပြီးတော့ကလေးတွေကိုမစကြပါနဲ့